မင်္ဂလာမနက်ခင်းပါခင်ဗျာပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုကျွန်တော်တို့ရဲ့ Burmese Radio Channel မှာတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ် Like နဲ့ Subscribe လေးလုပ်ပြီးနောက်ဆုံးရစီးရီးသတင်းများကိုလည်းအဆုံးထိနားဆင်ပေးသွားပါအောင်ခင်ဗျာအမျိုးသားညီညွတ်ရေးအစိုးရမန္တလေးတိုင်းပကဖတာဝန်ခံကိုမိုင်းလာအဖွဲ့ကအတင်းကျပ်ခေါ်ဆောင်သွားပြီးအကြမ်းဖက်စစ်ကောင်စီထံလွှဲပြောင်းပေးလိုက်တဲ့သတင်းရုရှားနိုင်ငံရဲ့အကူအညီနဲ့အကြမ်းဖက်စစ်ကောင်စီကတတန်းရင် MiG-29 တိုက်လေယာဉ်တွေကိုအစစ်မြင့်တင်အသုံးပြုလာတဲ့အခြေအနေမြဝတီဝေါ်လေလမ်းပိုင်းမှာအကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းအပြင်းထန်ခြုံခိုတိုက်ခိုက်ခံရပြီးအထိနာခဲ့တဲ့တဲ့တန်ရွဲမြို့နယ်ငပလီဒေသမှာအကြမ်းဖက်စစ်ကောင်စီကလေကြောင်းကနေပြင်းထန်စွာတိုက်ခိုက်ခဲ့လို့အရက်သားတွေထိခိုက်ခဲ့ရတဲ့အခြေအနေအရှေ့လယ်ပိုင်းမှာတင်းမာမှုတွေမြင့်တက်နေချိန်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအီရန်ကိုပြင်းပြင်းထန်ထန်သတိပေးလိုက်တဲ့တဲ့ရိုဟင်ဂျာရေးနဲ့ပတ်သက်ပြီးအကြမ်းဖက်စစ်ကောင်စီကိုဖိအားပေးဖို့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားရေးဝန်ကြီးတောင်းဆိုလိုက်တဲ့အခြေအနေနဲ့အပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံးရဲ့ရှေ့နေချုပ်ယာရုကနေဖယ်ရှားခံလိုက်ရတဲ့တဲ့အစရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားပါမယ်။အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနလက်အောက်မှာတာဝန်ထမ်းဆောင်နေတဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မန္တလေးတိုင်းတာဝန်ခံကို NDA ခေါ်မိုင်းလာအဖွဲ့ကအတင်းကျပ်ဖမ်းဆီးပြီးနောက်မှာတော့အကြမ်းဖက်စစ်ကောင်စီလက်ထက်ကိုလွှဲပြောင်းပေးအပ်လိုက်ပြီးဖြစ်ကြောင်းအရေးကြီးသတင်းတရက်ထွက်ပေါ်လာခဲ့ပါတယ်။မန္တလေးတိုင်းပကဖတာဝန်ခံဟာခီးသွွားနေရင်နဲ့မိုင်းလာနယ်မြေတဲကိုရောက်ရှိနေချိန်ဇူလိုင်လ23ရက်နေ့ညပိုင်းအချိန်မှာမိုင်းလာအဖွဲ့ကသူတဲခိုနေတဲ့နေရာအထိလာရောက်ခေါ်ဆောင်သွားခဲ့တာဖြစ်တယ်လို့မန္တလေးတိုင်းအတွင်းမှာလှုပ်ရှားနေကြတဲ့တော်လိုင်းအင်အားစုတွေကအတည်ပြုပြောဆိုထားပါတယ်။ဒီလိုအတင်းကျပ်ခေါ်ဆောင်သွားပြီးနောက်မှာတော့အကြမ်းဖက်စစ်ကောင်စီထံကိုတိုက်ရိုက်လွှဲပြောင်းပေးအပ်လိုက်တာဖြစ်တယ်လို့လည်းသိရပါတယ်။ဒီဖြစ်စဉ်မတိုင်ခင်မှာပဲမန္တလေးတိုင်းပကဖတာဝန်ခံရဲ့ဇနီးဖြစ်သူကိုရှမ်းပြည်နယ်ကျိုင်းတုံမြို့နယ်အတွင်းမှာရှိနေတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ဂိတ်တစ်ခုမှာအရင်ဦးဆုံးအတင်းအကျပ်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။အဲဒီနောက်မှာတော့အကြမ်းဖက်စစ်ကောင်စီဘက်ကမိုင်းလာအဖွဲ့ကိုဖိအားပေးစေခိုင်းမှုတွေပြုလုပ်ခဲ့တာကြောင့်အခုလိုတိုင်းပကဖတာဝန်ခံကိုပါထပ်မံဖမ်းဆီးပေးအပ်ခဲ့တာဖြစ်တယ်လို့သိရှိရပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးမန္တလေးတိုင်းအခြေစိုက်တော်လိုင်းရေးတပ်ဖွဲ့တစ်ခုရဲ့အရာရှိတဦးက၎င်းတို့အနေနဲ့တာဝန်ခံတဲ့အဆက်အသွယ်ပြတ်တောက်သွားခဲ့ပြီးအဖမ်းခံလိုက်ရပြီလို့သတင်းကြားသိထားရကြောင်းရှင်းပြပါတယ်။မန္တလေးတိုင်းလွှတ်တော်ကိုယ်စားလှယ်နဲ့မြို့နယ်အဆင့်ပကဖတာဝန်ရှိသူစုစုပေါင်း3ဦးကလည်းမန္တလေးတိုင်းပကဖတာဝန်ခံဖမ်းဆီးခံရပြီးအကြမ်းဖက်စစ်ကောင်စီထံလွှဲပြောင်းပေးခံရတယ်ဆိုတဲ့အချက်ကိုအတည်ပြုပြောဆိုထားကြပါတယ်။လက်ရှိအချိန်မှာအကြမ်းဖက်စစ်ကောင်စီဟာနိုင်ငံတော်ဝန်မြေပြင်စစ်စင်ရေးတွေမှာအရေးနှိမ်လာတဲ့အတွက်ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာရှိတဲ့တော်လှန်ရေးအင်အားစုတွေကိုဖြိုခွင်းနိုင်ဖို့တရုတ်နိုင်ငံနဲ့ပူးပေါင်းပြီးနီလန်မျိုးစုံ3ကကြိုးပမ်းနေတာကိုတွေ့ရပါတယ်။အိန္ဒိယမိုင်းလာတပ်ဖွဲ့ဆိုတာဟာတရုတ်နယ်စပ်မိုင်းလာမှာအခြေစိုက်ထားပြီးအကြမ်းဖက်စစ်ကောင်စီနဲ့အပြစ်ခတ်ရက်စဲရေးလက်မှတ်ထိုးထားတဲ့လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့လည်းဖြစ်ပါတယ်။အကြမ်းဖက်စစ်ကောင်စီဟာနိုင်ငံတော်ဝန်မြေပြင်စစ်စင်ရေးတွေမှာတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကိုမရှင်နိုင်တော့ဘဲအရေးနှိမ်မှုတွေဆက်တိုက်ကြုံတွေ့လာရတဲ့အတွက်လေကြောင်းတိုက်ခိုက်မှုတွေကိုသာအဓိကအားကိုးအားထားပြုလာရတဲ့အခြေအနေမှာရှိနေပါတယ်။ဒီလိုလေကြောင်းကိုအားပြုလာရချိန်မှာသူတို့ရဲ့လေတပ်စွမ်းဆောင်ရည်ကိုဆက်လက်ထိန်းသိမ်းထားနိုင်ဖို့အတွက်တပ်တန်းရင့်နေပြီဖြစ်တဲ့ MiG-29 ဘတ်စုံ3တိုက်လေယာဉ်တွေကိုရုရှားနိုင်ငံရဲ့နည်းပညာအကူအညီရယူပြီးတော့ပြန်လည်အစစ်မြင့်တင်မှုတွေပြုလုပ်ခဲ့တယ်လို့မြန်မာစစ်ဘက်ရေးရာနဲ့လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ MDSI ကနေထုတ်ပြန်လာပါတယ်။အဆိုပါထုတ်ပြန်ချက်အရအကြမ်းဖက်စစ်ကောင်စီရဲ့ MiG-29 တိုက်လေယာဉ်ဟောင်းတွေကိုရုရှားနည်းပညာရှင်တွေကိုယ်တိုင်မှော်ပြီးလေတပ်စခန်းကိုလာရောက်ပြီးတော့အစစ်မြင့်တင်မှုတွေပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။အဓိကအားဖြင့်လေယာဉ်တွေရဲ့ပြန်တမ်းမှုစနစ်နဲ့ပြစ်မှတ်ရှာဖွေတိုက်ခိုက်ရေးစနစ်တွေကိုမွမ်းမံတိုးမြင့်ပေးခဲ့တာဖြစ်ပြီးအဲ့ဒီလုပ်ငန်းစဉ်တွေကို2025ခုနှစ်နိုဝင်ဘာလနဲ့ဒီဇင်ဘာလအတွင်းမှာအပြီးသတ်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။အဲဒီနောက်မှာစမ်းသပ်ပြန်တမ်းမှုတွေကိုပါပြုလုပ်ခဲ့ပြီး2026ခုနှစ်အစပိုင်းကစတင်ကနိုင်ငံတော်ဝန်စစ်စင်ရေးတွေမှာအဆိုပါတိုက်လေယာဉ်တွေကိုပြန်လည်ထည့်သွင်းအသုံးပြုနေပြီဖြစ်ကြောင်းသိရှိရပါတယ်။ရခိုင်ကဆိုရင်ရုရှားနိုင်ငံထုတ်တိုက်လေယာဉ်တွေကိုအဆင့်မြင့်တင်ဖို့လိုအပ်လာတဲ့အခါတိုင်းရုရှားနိုင်ငံကသာတိုက်ရိုက်ပြန်လည်ပို့ဆောင်ပြီးပြုပြင်မွမ်းမံမှုတွေပြုလုပ်လေရှိပေမဲ့အခုဒီချိန်မှာတော့အကြမ်းဖက်စစ်ကောင်စီဘက်ကအချိန်လူနေရတဲ့အခြေအနေတွေကြောင့်ရုရှားနည်းပညာရှင်တွေကိုယ်တိုင်မြန်မာနိုင်ငံကိုလာရောက်ပြုပြင်ပေးခဲ့တာဖြစ်တယ်လို့စစ်ဘက်ရေးရာသုတေသီကိုနောင်ရိုးကသုံးသပ်ရှင်းပြထားပါတယ်။ကရင်ပြည်နယ်မြဝတီဝေါ်လေလမ်းပိုင်းမှာရှိတဲ့သုံးတက်ကွေလေးကေကောနဲ့တေဘောဘိုးဒေသတွေမှာအကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းဟာတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေရဲ့ခြုံခိုတိုက်ခိုက်မှုကိုအပြင်းထန်ခံခဲ့ရပြီးအရာရှိကြီးတွေအပါအဝင်အထိနာဆုံးရှုံးမှုအများဆုံးဖြစ်ခဲ့ရပါတယ်။မြဝတီဘက်ကနေဝေါ်လေဘက်ကိုစစ်ကူတက်လာတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့တပ်မ44လက်အောက်ခံစစ်ကြောင်းတွေကိုကော်ဘရာစစ်ကြောင်းကနေကွေ့ကောက်ပြီးမတ်ဆောက်လွန်းတဲ့တောင်တက်လန်းတပ်ကွင်းအတွင်းမှာနေရာယူကအတိအကျခြုံခိုပစ်ခတ်တိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်။အဲဒီလိုပြင်းထန်တဲ့တိုက်ခိုက်မှုတွေကြောင့်အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းဟာတက်ပြတ်သွားတဲ့အထိရိုက်ခတ်မှုပြင်းထန်ခဲ့ပြီးဖျို့ဖျဲဆုတ်ခွာခဲ့ရပါတယ်။အထူးသဖြင့်2026ခုနှစ်ဇူလိုင်လအတွင်းမှာဘူးဝါမြောက်ခြုံခိုဇုံဖြစ်တဲ့သုံးတက်ကွေ့မှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်းအကြမ်းဖက်စစ်ကောင်စီတပ်ဘက်ကဗိုလ်မှူးအဆင့်ရှိသူအပါအဝင်အရာရှိနဲ့စစ်သည်အများအပြားအသက်ဆုံးရှုံးခဲ့ုံသာမကထိခိုက်ဒဏ်ရာရရှိသူတွေလည်းအများအပြားရှိခဲ့ပါတယ်။
ဒီလိုအထိနာမှုတွေကြောင့်တရင်တစ်ခုလုံးနီးပါးစီးလုံးမှုပြတ်ပြားသွားခဲ့ပြီးကစင်ကလျားဖြစ်ကအကြီးအကျယ်ရှုံးနိမ့်ခဲ့ရကြောင်းမြေပြင်သတင်းရင်းမြစ်တွေစီကနေသိရှိရပါတယ်။ရခိုင်ပြည်နယ်တန်တွဲမြို့နယ်အတွင်းမှာအကြမ်းဖက်စစ်ကောင်စီကနေထိုင်ရာအရက်သားပြည်သူတွေရဲ့ရက်ွက်တွေကိုရည်ရွယ်ချက်ရှိနှစ်ရက်ဆက်တိုက်လေကြောင်းကနေပြင်းထန်စွာတိုက်ခိုက်ခဲ့မှုကြောင့်ကိုဝင်ဆောင်အမျိုးသမီး2ဦးအပါအဝင်ပြည်သူ3ဦးအသက်ဆုံးရှုံးခဲ့ရပြီးကလေးငယ်2ဦးအပါအဝင်အရက်သား22ဦးထိခိုက်ဒဏ်ရာတွေပြင်းပြင်းထန်ထန်ရရှိခဲ့တယ်လို့အာရခတပ်တော် AA ကဇူလိုင်လ24ရက်နေ့မှာထုတ်ပြန်တည်ပေးလာပါတယ်။ AA ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားတဲ့အသေးစိတ်အချက်လက်တွေအရအကြမ်းဖက်စစ်ကောင်စီတပ်တွေဟာအရက်သားပြည်သူတွေအများပြားနေထိုင်ကြတဲ့ငပလီမြို့ဂျိတ်တော်လင်းသာရက်ကွက်အမှတ်9ရက်ကွက်အမှတ်8ရေကောက်ကျေးရွာနဲ့ရောင်ကြီးဦးကျေးရွာတွေကိုတမင်တက်တက်ရည်ရွယ်ပြီးလေကြောင်းကနေဘုံကျဲတိုက်ခိုက်သွားခဲ့တာဖြစ်ပါတယ်။ဒီလိုလေကြောင်းကနေအကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့်အပြစ်မဲ့ပြည်သူတွေအသက်ဆုံးရှုံးခဲ့ရုံသာမကလူနေအိမ်အများပြားနဲ့ဘုံကြီးကျောင်းတွေပါမီးလောင်ပျက်စီးခဲ့ရပါတယ်။အထူးသဖြင့်အကြမ်းဖက်စစ်ကောင်စီကအခုလိုလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်သွားတဲ့တန်တွဲမြို့နယ်အတွင်းကနေရာတွေဟာဘာတိုက်ပွဲမှဖြစ်ပွားနေခြင်းမရှိတဲ့နေရာတွေဖြစ်တဲ့အတွက်ဒါဟာအကြမ်းဖက်စစ်ကောင်စီဘက်ကတမင်တကာလူနေရက်ွက်တွေစာတင်ကျောင်းတွေနဲ့ဘုံကြီးကျောင်းတွေကိုပါမချမ်းအရက်သားတွေကိုပြစ်မှတ်ထားတိုက်ခိုက်နေတာဖြစ်တယ်လို့ AA ရဲ့ထုတ်ပြန်ချက်ကမိမောင်းထိုးပြသထားပါတယ်။ဒီလိုအကြမ်းဖက်စစ်ကောင်စီဘက်ကရခိုင်ပြည်နယ်အတွင်းအရက်သားပြစ်မှတ်တွေကိုဥတီတိုက်ခိုက်တဲ့ဆက်စုပ်ရွံ့ရှာပွဲရလုပ်ရက်တွေနဲ့စစ်ရာဇဝတ်မှုကျူးလွန်နေတာတွေအတွက်မဖြစ်မနေတာဝန်ခံရမယ့်အကြောင်းကိုပါအာရခတပ်တော် AA ကအတိပေးထုတ်ပြန်ထားပါတယ်။ယခုတင်ဆက်ပေးနေတဲ့မြေပြင်စစ်ရေးသတင်းများကိုကျွန်တော်တို့ရဲ့ Burmese Radio Channel မှာတင်ဆက်ပေးနေတာဖြစ်ပါတယ်ခင်ဗျာ။ Channel ကို like နဲ့ subscribe လုပ်ပေးခြင်းဖြင့် Channel လေးကိုလည်းအားပေးကူညီပါအောင်ခင်ဗျာ။မကွေးတိုင်း6မြို့နယ်အတွင်းမှာရှိတဲ့တမိုင်းဝင်ရှေးဟောင်းပကန်းငယ်ခေါ်ပကန်းငယ်ကျေးရွာကိုအကြမ်းဖက်စစ်ကောင်စီတပ်တွေကအကြောင်းမဲ့ဝင်ရောက်ပြီးမိရှို့ဖျက်ဆီးမှုတွေပြုလုပ်နေပြန်တယ်လို့မကွေးတိုင်းပကဖတာဝန်ရှိသူတူကအတည်ပြုပြောဆိုလာပါတယ်။ဇူလိုင်လ25ရက်နေ့မနက်8:00နာရီဝန်းကျင်လောက်ကစတင်ပြီးအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား200လောက်ဟာပကံမြို့နယ်ကွယ်အတွင်းမှာရှိတဲ့ခင်ငယ်ကျေးရွာနဲ့ပကံငယ်ကျေးရွာတွေကိုစစ်ကြောင်းထိုးဝင်ရောက်လာပြီးနေအိမ်တွေကိုစတင်မိရှို့ဖျက်ဆီးခဲ့ကြတာဖြစ်ပါတယ်။အဲဒီလိုအကြမ်းဖက်ဝင်ရောက်လာမှုကြောင့်ကျေးရွာအတွင်းကအပြစ်မဲ့ပြည်သူတွေအားလုံးအထိတ်တလန့်နဲ့ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်ခဲ့ကြရပေမဲ့ဖမ်းဆီးခံရတဲ့ပြည်သူတွေရှိမရှိဆိုတာနဲ့ရွာထဲမှာအဆောက်အုံဘလောက်ထိမီးလောင်ပျက်စီးသွားသလဲဆိုတဲ့အသေးစိတ်အချက်လက်တွေကိုတော့ဆက်လက်အတည်ပြုစုံစမ်းနေဆဲဖြစ်တယ်လို့သိရပါတယ်။အဆိုပါပကန်းငယ်ခေါ်ပကန်းငယ်ကျေးရွာဟာတမိုင်းနဲ့ယဉ်ကျေးမှုတန်ဖိုးရပထမဂေါ်တော်လို့တင်စားခေါ်ဝေါ်ခဲ့ကြတဲ့ပကံခေတ်ပြန်ယဉ်ကျေးမှုထွန်းကားခဲ့ရာကျေးရွာတစ်ရွာဖြစ်ပြီးလက်ရှိအချိန်ထိရှေးဟောင်းလက်ရာတွေကိုထိမ့်သိမ်းထားနိုင်တဲ့ဖျားစေတီနဲ့ရှေးဟောင်းအစာအုပ်ပေါင်း88ခုအထိရှိနေသေးတာဖြစ်ပါတယ်။ဖျားစေတီနဲ့အစာအုပ်တွေရဲ့အတွင်းပိုင်းလက်ရာတွေမှာပကံခေတ်ယဉ်ကျေးမှုလက်ရာတွေကိုတွေ့ရပြီးအပြင်ဘက်ပိုင်းမှာဆိုရင်ညောင်ရမ်းခေတ်အင်းဝခေတ်နဲ့ကုန်းပေါင်ခေတ်လက်ရာတွေကိုပါတွေ့မြင်နိုင်တဲ့အဖိုးတန်သမိုင်းဝင်နေရာတစ်ခုဖြစ်ပါတယ်။ဒေသခံတွေရဲ့ပါဇက်ရာဇဝင်တွေအရကျန်စစ်သားမင်းလက်အောက်ကနေထွက်ပြေးလာခဲ့ရတဲ့စောလူမင်းရဲ့နောက်လိုက်နောက်ပါတွေနဲ့ဆွေမျိုးတွေဟာပကံကိုလွမ်းဆွတ်တဲ့အနေနဲ့ပကန်းငယ်ကနေပကံကိုတိုက်ရိုက်မြင်နေရတဲ့နေရာမှာပကံမျောစေတီကိုတီထားကိုးကွယ်ခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။အခုလိုမြန်မာသမိုင်းအစဉ်လာနဲ့ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေကိန်းဝေးရာပကံငယ်ကျေးရွာကိုအကြမ်းဖက်စစ်ကောင်စီကရုပ်မာရိုင်းဆိုင်စွာနဲ့ဝင်ရောက်မိရှို့ဖျက်ဆီးနေတာဖြစ်တယ်လို့တာဝန်ရှိသူကပြင်းပြင်းထန်ထန်ရှုတ်ချပြောဆိုထားပါတယ်။မန္တလေးမြို့ပေါ်မှာနေကင်းကြောင်တောင်ကြီးတနက်ဖောက်ပြီးရွှေဆိုင်ဓမြတိုက်ခဲ့သူ6ဦးကိုဖမ်းဆီးရမိခဲ့တဲ့အချိန်မှာတော့သူတို့အားလုံးဟာအကြမ်းဖက်စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်ရဲ့လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ထောင်ကနေပြန်လွတ်ပေးခဲ့တဲ့ရာဇဝတ်ပြစ်မှုဟောင်းရှိသူလူမိုက်တွေဖြစ်နေတယ်ဆိုတာထင်ရှားလာခဲ့ပါတယ်။ပြီးခဲ့တဲ့ဇူလိုင်လ20ရက်နေ့ကမန္တလေးမြို့ချမ်းမြသာစီမြို့နယ်လမ်း110 62လမ်းနဲ့64လမ်းကြားမှာရှိတဲ့မီလီယနာရွှေဆိုင်ကိုလူ6ဦးကနေကင်းဘက်မှာပဲတနက်ဖောက်ပြီးအတင်းကျပ်ဓမြတိုက်ခဲ့ကြတာဖြစ်ပါတယ်။အဲ့ဒီဓမြတိုက်မှုအတွင်းမှာရွှေဆိုင်တဲကနေရွှေချိန်တပိတ်တာကျော်လောက်ပါသွားခဲ့ပြီးနောက်ကျူးလွန်သူတွေဖြစ်တဲ့ထက်ဝေကျော်အောင်ကျော်ကောင်းခန့်ကျော်ရှိုင်းကိုကျော်စိုးဝင်းနဲ့တိမ့်မြင့်ဆိုသူတို့6ဦးစလုံးကိုရွှေသားတချို့နဲ့အတူမန္တလေးရဲတပ်ဖွဲ့ကပြန်လည်ဖမ်းဆီးရမိခဲ့တယ်လို့ထုတ်ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးမြို့ခံပြည်သူတွေကတော့လက်ရှိမန္တလေးမြို့ပေါ်မှာအကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ပြူစောထီတွေကသာလက်နက်ကင်ခွင့်ရရှိထားပြီးနေရာအနှံ့မှာလုံခြုံရေးအတင်းကျပ်ချထားတဲ့အခြေအနေမျိုးမှာအခုလိုဓမြတိုက်တဲ့သူတွေစီမှာတနက်တွေပါလာရုံသာမကနေကင်းကြောင်တောင်ကြီးမှာပေါ့ပေါ့ပပဓမြတိုက်သွားနိုင်တာဟာဒီလူတွေဟာစစ်ကောင်စီလက်အောက်ခံပြူစောထီအဖွဲ့တွေနဲ့တနည်းမဟုတ်တနည်းပတ်သက်ဆက်နွယ်နေသူတွေသာဖြစ်နိုင်တယ်လို့သုံးသပ်ပြောဆိုနေကြပါတယ်။ရဲသတင်းအတိုင်းဝိုင်းရဲ့ပြောဆိုချက်တွေအရလဲဖမ်းဆီးခံရသူ6ဦးစလုံးဟာလူသက်မှုခိုးမှုနဲ့ခါးပိုက်နိုင်မှုအပါအဝင်အခြားသောရာဇဝတ်မှုတွေနဲ့ထောင်ကျနေခဲ့ပြီးမင်းအောင်လှိုင်ရဲ့အမိန့်နဲ့ပြန်လွတ်လာကြတဲ့ထောင်ထွက်လူမိုက်တွေဖြစ်တယ်လို့အတိအလင်းရှင်းပြထားပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းရွှေညောင်မြို့မှာတော့ရဲစခန်းမှုရဲအုပ်ဇော်သူဆိုသူကလူငယ်တွေကိုစစ်မှုထမ်းဥပဒေကြောင်းပြပြီးအတင်းကျပ်ဖမ်းဆီးငွေညှစ်နေတဲ့အပြင်ကုန်တင်ရင်တွေစီကနေလည်းချင်းချောက်ငွေတောင်းခံမှုတွေအကြီးအကျယ်ကျူးလွန်နေတယ်လို့ဒေတာတွင်းသတင်းရင်းမြစ်တွေကနေထုတ်ဖော်ပြောဆိုအကြမ်းဖက်စစ်ကောင်စီလက်အောက်ခံရဲအုပ်ဇော်သူဟာ
လက်ရှိရွှေညောင်မြို့ထဲမှာလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးတာတွေငွေကြေးချင်းချောက်တောင်းရမ်းတာတွေမှာတိုက်ရိုက်ရောတွယ်ဝိုက်ပြီးပါဝင်ပတ်သက်နေတာဖြစ်ပါတယ်။သူကိုယ်တိုင်ဥဆောင်ပြီးလူငယ်တွေကိုဖမ်းဆီးငွေညှစ်တယ်လို့တခြားတစ်ဖက်မှာလည်းပြူစောထီတွေရက်ကွက်အုပ်ချုပ်ရေးမှုတွေကပေါ်တာဆွဲဖမ်းဆီးငွေညှစ်လို့ရလာတဲ့ငွေကြေးတွေကနေသူရဲ့ဝေစုကိုခွဲယူနေတာဖြစ်တယ်လို့ဒေသခံတွေကရှင်းပြပါတယ်။ဒါအပြင်ရဲအုပ်စောသူဟာရက်စောက်ဘက်ကနေဆင်းလာတဲ့ကုန်တင်ရင်တွေစီကနေလည်းစက်ကြီးပုံစံမျိုးချင်းချောက်ငွေညှစ်တောင်းရမ်းနေပြီးသူရဲ့လက်အောက်ကတောင်နယ်ဂိတ်ရဲ့ဒုတိယအချက်ထွန်းထွန်းဝင်းဦးဆောင်တဲ့အဖွဲ့ကိုယ်တိုင်ကသူရဲ့အမိန့်နဲ့ဂိတ်ဖွင့်ကငွေကြေးတောင်းခံမှုတွေအကြီးအကျယ်လှုပ်ဆောင်နေကြတာဖြစ်ပါတယ်။သူတို့တောင်းဆိုတဲ့ငွေကြေးပမာဏကိုမပေးနိုင်တဲ့ကုန်တင်ရင်တွေဆိုရင်ဖြတ်တန်းခွင့်မပေးဘဲအကြောင်းမျိုးမျိုးပြပြီးအတင်းကျပ်ဖမ်းဆီးတာတွေလုပ်လို့ရှိသလိုရဲအုပ်ဇော်သူကရွှေညောင်ရဲစခန်းမှာရှိတဲ့အခြားရဲတပ်ဖွဲ့ဝင်တွေကိုလည်းသူရဲ့ငွေကြေးအလွဲသုံးစားလုပ်နေတဲ့ကိစ္စတွေပေါက်ကြားသွားရင်နေပြောင်းပြစ်မယ်ဆိုပြီးချိန်ချောက်ထားတယ်လို့သိရပါတယ်။ဒီလိုအကျင့်ပြတ်ခြစားမှုတွေနဲ့အောက်ခြေရဲတပ်ဖွဲ့ဝင်တွေအပေါ်ဖိနှိပ်ချိန်ချောက်နေမှုတွေကိုအထက်လူကြီးတွေစီတိုင်ကြားခြင်းပေမဲ့အထက်ကနေတစုံတရာရေးယူမှုမရှိရင်တိုင်ကြားသူသာလျှင်ဒုက္ခရောက်မှာကိုစိုးရိမ်တဲ့အတွက်ရဲတပ်ဖွဲ့ဝင်တွေနဲ့မိသားစုဝင်တွေနဲ့ထုတ်ဖော်မပြောရဲပဲနှုတ်ဆက်နေကြရတယ်လို့ဆိုပါတယ်။မြန်မာနိုင်ငံလယ်ပိုင်းဒေသမှာ2025ခုနှစ်မတ်လအတွင်းကလှုပ်ခတ်ခဲ့တဲ့အင်အား9 Richter scale ရှိတဲ့စကိုင်းငလင်ကြီးအကြောင်းကိုလေ့လာခဲ့တဲ့တရုတ်သုတေသီတွေရဲ့တွေ့ရှိချက်တွေအရအဆိုပါငလင်ကြောင့်စကိုင်းပြည့်ရွေ့ကျော်တစ်လျှောက်မန္တလေးမြို့အနီးကနေစတင်ပြီးမိုင်310ခန့်အထိမြေပြင်ပြည့်ရွေ့မှုတွေစတိုက်ဖြစ်ပေါ်သွားခဲ့တယ်လို့ထုတ်ဖော်ပြောဆိုလာပါတယ်။ဒီဖြစ်စဉ်ဟာကမ္ဘာပေါ်မှာရှိတဲ့အန္တရာယ်အရှိဆုံးပြည့်ရွေ့တွေရဲ့လှုပ်ရှားပုံကိုအသေးစိတ်လေ့လာနိုင်တဲ့အလွန်ရှားပါတဲ့ဖြစ်စဉ်တစ်ခုဖြစ်တယ်လို့ဆိုပါတယ်။တရုတ်နိုင်ငံတပ်တုတွင်းနဲ့နည်းပညာတက္ကသိုလ်ကမြေမျက်နှာပြင်ပြောင်းလဲမှုဆိုင်ရာသုတေသီရှုဝေဝမ်ဦးဆောင်တဲ့သုတေသနအဖွဲ့ဟာဂျိုဒုရေဒါနဲ့ဂျိုဒုပုံရိပ်တွေကိုအသုံးပြုပြီးငလျင်မတိုင်မီနဲ့ငလျင်ဖြစ်ပွားပြီးနောက်မြေမျက်နှာပြင်ပြောင်းလဲသွားမှုတွေကိုနှိုင်းယှဉ်လေ့လာခဲ့ကြတာဖြစ်ပါတယ်။လေ့လာမှုတွေ့ရှိချက်တွေအရစကိုင်းပြည့်ရွေ့လှုပ်ရှားမှုဟာမြေပြင်မျက်နှာပြင်အထိတိုက်ရိုက်ရောက်ရှိခဲ့တဲ့အတွက်ပြည့်ရွေ့အနီးမှာတိဆောက်ထားတဲ့အဆောက်အဦတွေတရားတွေနဲ့ရေပိုက်လိုင်းတွေအလွန်ပြင်းထန်စွာပျက်စီးခဲ့ရတာဖြစ်တယ်လို့သုံးသပ်ထားပါတယ်။ဒါအပြင်စကိုင်းငလျင်ရဲ့ပြည့်ရွေ့ပြန့်နှံ့နှုန်းဟာပုံမှန်ငလျင်တွေထက်ထူးခြားနေပြီး၎င်းထုတ်လွှင့်တဲ့လှိုင်းများထက်ပင်ပုံမမြန်ဆန်စွာရွေ့ရခဲ့တာကိုတွေ့ရှိခဲ့ရတဲ့အတွက်ဒီလိုအလွန်ရှားပါတဲ့သိပ္ပံဖြစ်စဉ်ကိုစူပါရှီယာလို့ခေါ်ဆိုကြောင်းဖော်ပြထားပါတယ်။သုတေသီတွေရဲ့အဆိုအရစကိုင်းပြည့်ရွေ့ဟာဖြောင်းတန်းရှည်လျားပြီးတက်တန်းရင်ပြည့်ရွေ့ကြောတစ်ခုဖြစ်တဲ့အတွက်လှုပ်ရှားမှုဟာအရှိန်ဟုန်ပြင်းစွာဆက်လက်ပြန့်နှံ့နိုင်ခြေရှိပြီးနောက်ထပ်နှစ်ပေါင်း100ကျော်အတွင်းမှာလည်းအခုလိုပြင်းအားမြင့်ငလျင်ကြီးတွေထပ်မံဖြစ်ပွားလာနိုင်ခြေရှိတယ်လို့ခန့်မှန်းသတိပေးထားပါတယ်။ယခုတင်ဆက်ပေးနေတဲ့မြေပြင်စစ်ရေးသတင်းများကိုကျွန်တော်တို့ရဲ့ Burmese Radio Channel မှာတင်ဆက်ပေးနေတာဖြစ်ပါတယ်ခင်ဗျာ။ Channel ကို like နဲ့ subscribe လုပ်ပေးခြင်းဖြင့် Channel လေးကိုလည်းအားပေးကူညီပါအောင်ခင်ဗျာ။နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အသက်ထင်ရှားရှိနေသေးကြောင်းအကြမ်းဖက်စစ်ကောင်စီဘက်ကနေခိုင်လုံတဲ့တပ်တွေပြသလာစေဖို့အတွက်အမေရိကန်အစိုးရအနေနဲ့အကြမ်းဖက်စစ်ကောင်စီကိုပြင်းပြင်းထန်ထန်ဖိအားပေးဖို့အမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံခြားရေးဝန်ကြီးဒေါ်စင်မာအောင်ကတိုက်တွန်းပြောဆိုလိုက်ပါတယ်။ဇူလိုင်လ24ရက်နေ့မွန်းလွဲပိုင်းကအမေရိကန်ပြည်ထောင်စုမြို့တော်ဝါရှင်တန် DC မှာရှိတဲ့အောက်လွှတ်တော်ရုံးအဆောက်အအုံမှာပြုလုပ်ခဲ့တဲ့လွှတ်တော်ရှင်းလင်းပွဲမှာဒေါ်စင်မာအောင်ကအခုလိုထည့်သွင်းတိုက်တွန်းသွားခဲ့တာဖြစ်ပါတယ်။လက်ရှိအချိန်မှာဒေါ်ဆန်းစုကြည်အနေနဲ့မိသားစုဝင်တွေတားဖြစ်သူတို့နဲ့ပါတွေ့ဆုံခွင့်မရဘဲအခြေခံအကျဉ်းသားအခွင့်အရေးတွေအပြည့်အဝချိုးဖောက်ခံနေရတဲ့အခြေအနေမှာရှိနေတဲ့အတွက်နိုင်ငံတကာကဖိအားပေးဖို့အရေးတကြီးလိုအပ်နေတယ်လို့ဆိုပါတယ်။ဒါအပြင်မြန်မာပြည်တွင်းရေးပြဿနာအားလုံးရဲ့ဇမြင့်ဟာအကြမ်းဖက်စစ်ကောင်စီရဲ့လုပ်ရတွေကြောင့်သာဖြစ်ပြီးတိုင်းသားအင်အားစုတွေနဲ့ချိတ်ဆက်ထားတဲ့ Federal Democracy ပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်အဖွဲ့တွေနဲ့ထိတွေ့ဆက်ဆံခြင်းအပြင်သာအမေရိကန်ပြည်ထောင်စုအတွက်အကျိုးရှိစေနိုင်မယ်လို့အတည်ပြုခဲ့ပါတယ်။မြန်မာပြည်နယ်စပ်ဒေသတွေမှာကြီးထွားလာနေတဲ့ online ငွေလိမ်ကိုင်းကွန်ရက်တွေကြောင့်2025ခုနှစ်အတွင်းမှာအမေရိကန်နိုင်ငံသားတွေအနေနဲ့အမေရိကန်ဒေါ်လာ125ဘီလီယံထိနစ်နာဆုံးရှုံးခဲ့ရပြီး2024ခုနှစ်နဲ့နှိုင်းယှဉ်ရင်25ရာခိုင်နှုန်းထိငွေကြေးလိမ်လည်ခံမှုပမာဏပိုများလာတယ်လို့အမေရိကန်နိုင်ငံသားရေးဝန်ကြီးဌာနလက်ထောက်ဝန်ကြီးမိုက်ကယ်ဆွန်ဘရီကအောက်လွှတ်တော်ကြားနာပွဲမှာထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ဒါကြောင့်အမေရိကန်အစိုးရအနေနဲ့အကြမ်းဖက်စစ်ကောင်စီကိုဖိအားပေးဖို့ဘာမှအဥပဒေအပါအဝင်အခြားသောဥပဒေကြမ်းတွေကိုလွှတ်တော်မှာတင်သွင်းပြီးအရေးယူဖို့ပြင်ဆင်နေတာဖြစ်တယ်လို့သိရှိရပါတယ်။အရှေ့လယ်ပိုင်းဒေသမှာစစ်ရေးတင်းမာမှုတွေအမြင့်ဆုံးအခြေအနေကိုရောက်ရှိနေချိန်မှာအမေရိကန်စစ်တပ်ကဇူလိုင်လ24ရက်နေ့ကအီရန်နိုင်ငံတော်မှာရှိတဲ့ပြစ်မှတ်တွေကိုဒုံးကျည်တွေနဲ့ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအီရန်နဲ့ယီမင်ဟူသီအဖွဲ့တွေကိုအလွန်အင်အားကြီးမားတဲ့စစ်ရေးအရေးယူမှုတွေဆက်လက်ပြုလုပ်သွားမယ်လို့ပြင်းပြင်းထန်ထန်သတိပေးလိုက်ပါတယ်။ဒါပေမဲ့တစ်ဖက်မှာလည်းအီရန်အစိုးရနဲ့တန်တမာရေးရသဘောတူညီချက်ရရှိနိုင်မဲ့လမ်းကြောင်းကိုဖွင့်ထားဆဲဖြစ်တယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြောဆိုထားကြောင်း CNN သတင်းဌာနမှဖော်ပြထားပါတယ်။အမေရိကန်ဘက်ကနေအီရန်ရဲ့စွမ်းအင်စက်ရုံတွေတရားတွေနဲ့ရေနံတင်ပို့ရေးဗဟိုဌာနတွေအပြင်မြေအောက်မှာတိစောက်ထားတဲ့နျူကလ িয়ার ဆိုင်ရာနေရာတွေကိုပါပြစ်မှတ်စည်းရင်းထဲမှာထည့်သွင်းဖို့စဉ်းစားနေတယ်လို့ဆိုပါတယ်။
အမေရိကန်စစ်တပ်ဟာအီရန်ကို73ရက်မြောက်နေ့အဖြစ်ဇက်တိုက်လေကြောင်းကနေတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပြီးအီရန်ရေတပ်ဌာနချုပ်နဲ့စစ်ကမ်းမြို့တွေကိုထိမှန်ခဲ့တယ်လို့အီရန်မီဒီယာတွေကဖော်ပြထားပါတယ်။ဒီလိုအခြေအနေတွေကြောင့်အီရန်အစိုးရရဲ့ RGC တပ်ဖွဲ့ကအရှေ့အလယ်ပိုင်းနိုင်ငံ9နိုင်ငံမှာနေထိုင်နေကြတဲ့သူတို့ရဲ့နိုင်ငံသားတွေအနေနဲ့အမေရိကန်ပိုင်ဆိုင်တဲ့ဟိုတယ်တွေ၊ဘဏ်တွေ၊ကုမ္ပဏီရုံးချုပ်တွေနဲ့အမေရိကန်စစ်တပ်အခြေစိုက်စခန်းတွေအနီးနားကိုမသွားကြဖို့နဲ့အနည်းဆုံးမီတာ900အကွာကနေသာသွားလာကြဖို့ Telegram လူမှုကွန်ရက်ကနေတဆင့်သတိပေးထုတ်ပြန်လာပါတယ်။ UAE, Bahrain, Qatar, Saudi Arabia နဲ့ Syria နိုင်ငံတွေမှာနေထိုင်သူအားလုံးကိုအဓိကရည်ရွယ်သတိပေးထားတာဖြစ်ပြီးအမေရိကန်တပ်ဖွဲ့တွေဟာပုံမှန်စစ်စခန်းတွေအပြင်မြို့ပြ area တွေကအဆောက်အုံတွေမှာပါနေရာယူလာတယ်လို့အီရန်ဘက်ကဆွဆွဲပြောဆိုထားပါတယ်။ဖိလစ်ပိုင်နိုင်ငံမနီလာမြို့မှာကျင်းပပြုလုပ်ခဲ့တဲ့33ကြိမ်မြောက်အာဆီယံဒေသဆိုင်ရာဖိုရမ်အတွင်းဝန်ကြီးအဆင့်အစည်းအဝေးမှာဘင်္ဂလားဒေ့ရှ်နိုင်ငံသားရေးဝန်ကြီးကမြန်မာနိုင်ငံကနေထွက်ပြေးလာကြတဲ့ရိုဟင်ဂျာတွေဟာမတော်တဆနိုင်ငံမဲ့ဖြစ်သွားကြတာမဟုတ်ပဲအကြမ်းဖက်စစ်ကောင်စီရဲ့ရည်ရွယ်ချက်ရှိနိုင်ငံမဲ့ဖြစ်အောင်ဖန်တီးလှုပ်ဆောင်ခံထားရတာဖြစ်တယ်လို့အတိအလင်းထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ဒါကြောင့်နိုင်ငံတကာအတိုင်းဝိုင်းအနေနဲ့မြန်မာအကြမ်းဖက်စစ်ကောင်စီကိုဝိုင်းဝန်းပြီးပြင်းပြင်းထန်ထန်ဖိအားပေးကြဖို့သူကတောင်းဆိုသွားခဲ့ပါတယ်။လက်ရှိအချိန်မှာဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့အကြမ်းဖက်စစ်ကောင်စီတပ်တွေရဲ့ရက်စက်ကြမ်းကြုတ်တဲ့စစ်စင်ရေးတွေကြောင့်အသက်လူထွက်ပြေးလာခဲ့ရတဲ့ရိုဟင်ဂျာဒုက္ခသည်တသန်းကျော်ကိုအခုအချိန်ထိလက်ခံစောင့်ရှောက်ထားရဆဲဖြစ်တယ်လို့ရှင်းပြပါတယ်။ဒီလိုရိုဟင်ဂျာအရေးကိစ္စကိုအချိန်ကြာမြင့်စွာဖြေရှင်းနိုင်ခြင်းမရှိသေးတဲ့အတွက်ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့မူရစ်စေဝါမှောင်ခိုကူးမှုလူကုန်ကူးမှုနဲ့နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုမျိုးစုံရဲ့ဆိုးကျိုးဒဏ်တွေကိုကြီးမားစွာခံစားနေရတယ်လို့နိုင်ငံခြားရေးဝန်ကြီးကထောက်ပြပြောဆိုသွားပါတယ်။ဒါကြောင့်အာဆီယံဒေသဆိုင်ရာဖိုရမ်မှာပါဝင်ကြတဲ့နိုင်ငံအားလုံးအနေနဲ့ရိုဟင်ဂျာတွေကိုရခိုင်ပြည်နယ်ကိုဘေးကင်းလုံခြုံစွာပြန်လည်ပို့ဆောင်နိုင်ရေးအတွက်မြန်မာနိုင်ငံအတွင်းမှာလိုအပ်တဲ့ငြိမ်းချမ်းရေးအခြေအနေတွေပေါ်ပေါက်လာအောင်စုပေါင်းကူညီဆောင်ရွက်ပေးကြဖို့နဲ့အကြမ်းဖက်စစ်ကောင်စီကိုဝိုင်းဝန်းတပါးတဲ့တိုက်တွန်းတောင်းဆိုသွားခဲ့ပါတယ်။အပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံး ICC ရဲ့ရှေ့နေချုပ်ကာရင်ခန့်ဟာအမျိုးသမီးဝန်ထမ်းတို့ပေါ်လိမ်မိုင်းဆိုင်ရာစော်ကားကျူးလွန်ခဲ့တဲ့ဆိုတဲ့ဆွဆွဲချက်တွေထွက်ပေါ်လာခဲ့ပြီးနောက်သူ့ကိုအကျင့်ပြတ်ခြားစားပြုမှုပြင်းထန်တယ်လို့သတ်မှတ်ကအဖွဲ့ဝင်နိုင်ငံတွေကမဲခွဲပြီးယာရုကနေဖယ်ရှားလိုက်ပြီးဖြစ်ကြောင်းသတင်းရရှိပါတယ်။ဇူလိုင်လ24ရက်နေ့ကကုလသမဂ္ဂဌာနချုပ်မှာလျှို့ဝှက်မဲပေးပွဲပြုလုပ်ခဲ့ရမှာ ICC အဖွဲ့ဝင်နိုင်ငံ100နိုင်ငံအနက်80နိုင်ငံကတော့သူ့ကိုယာရုကနေဖယ်ရှားဖို့ထောက်ခံမဲပေးခဲ့ကြတာဖြစ်ပါတယ်။ကာရင်ခန့်ကိုဆက်လက်တာဝန်ထမ်းဆောင်ခွင့်ပေးဖို့မဲပေးခဲ့တဲ့နိုင်ငံကတော့73နိုင်ငံသာရှိခဲ့ပြီးကျန်တဲ့15နိုင်ငံကတော့ကြားနေမဲပေးခဲ့ကြသလိုအချို့နိုင်ငံတွေကတော့မဲပေးပွဲကိုတက်ရောက်ခဲ့ခြင်းမရှိဘူးလို့ AFP သတင်းမှာဖော်ပြထားပါတယ်။ကာရင်ခန့်ကတော့ဒီလိုမဲခွဲဆုံးဖြတ်လိုက်တဲ့အပေါ်ဥပဒေအရာရောလုံထုံးလုံနည်းအရာပါမျှတမှုမရှိတဲ့ဆုံးဖြတ်ချက်ဖြစ်တယ်လို့ယူဆထားပြီးဥပဒေကြောင်းအရရရှိနိုင်တဲ့နည်းလမ်းအလုံးကိုအသုံးပြုကာဆက်လက်အယူခံဝင်သွားမယ်လို့တုံ့ပြန်ပြောဆိုထားပါတယ်။သူဟာ2021ခုနှစ်ကတည်းက ICC ရဲ့ရှေ့နေချုပ်ဖြစ်တာဝန်ထမ်းဆောင်လာခဲ့သူဖြစ်ပြီးယခုလိုမဲခွဲဆုံးဖြတ်ချက်ထွက်ပေါ်လာပြီးနောက် ICC အဖွဲ့ဝင်နိုင်ငံဥက္ကဋ္ဌကအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့တရားရုံးရဲ့ဂုဏ်သိက္ခာကိုကာကွယ်ထိန်းသိမ်းဖို့ညီညွတ်စွာဆုံးဖြတ်ခဲ့ကြတာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။ယခုတင်ဆက်ပေးနေတဲ့မြေပြင်စစ်ရေးသတင်းများကိုကျွန်တော်တို့ရဲ့ Burmese Radio Channel မှာတင်ဆက်ပေးနေတာဖြစ်ပါတယ်ခင်ဗျာ။ Channel ကို like နဲ့ subscribe လုပ်ပေးခြင်းဖြင့် Channel လေးကိုလည်းအားပေးကူညီပါအောင်ခင်ဗျာ။မလေးရှားနိုင်ငံမှာဝင်ရောက်နေထိုင်အလုပ်လုပ်ကိုင်နေကြတဲ့နိုင်ငံသားတွေတဲကဗီဇာစည်းကမ်းဖောက်ဖျက်သူမြန်မာနိုင်ငံသားတွေအပါအဝင်နိုင်ငံသားစုစုပေါင်း1009ဦးကိုအာဏာပိုင်တွေကဖမ်းဆီးအရေးယူလိုက်တယ်လို့မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနကနေတရားဝင်ထုတ်ပြန်လာပါတယ်။ဇူလိုင်လ23ရက်နေ့ကမလေးရှားနိုင်ငံကွာလာလမ်ပူမြို့အမ်ရိတ်တာလမ်းမှာရှိတဲ့စီးပွားရေးအဆောက်အုံတစ်ခုကိုအာဏာပိုင်တွေကအလစ်ငိုက်ဝင်ရောက်စစ်ဆေးခဲ့ရကနေအခုလိုဗီဇာစည်းကမ်းဖောက်ဖျက်နေထိုင်သူတွေကိုအစုလိုက်အပြုံလိုက်ဖမ်းဆီးမိခဲ့တာဖြစ်ပါတယ်။ဖမ်းဆီးထိန်းသိမ်းခံရသူတွေအများစုဟာအသက်30ကနေ43နှစ်အရွယ်အတွင်းရှိကြသူတွေဖြစ်ပြီးဘင်္ဂလားဒေ့ရှ်နဲ့အိန္ဒိယနိုင်ငံသား32ဦးတရုတ်နိုင်ငံသား88ဦးနဲ့အခြားသောနိုင်ငံသားတွေစုစုပေါင်း1009ဦးကိုဖမ်းဆီးအရေးယူခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အဆိုပါနိုင်ငံသားတွေအပြင်သူတို့ကိုအလုပ်ခန့်ထားတဲ့ဒေသခံမလေးရှားနိုင်ငံသား2ဦးကိုလည်းအာဏာပိုင်တွေကထိန်းသိမ်းအရေးယူခဲ့ပြီးသူတို့အားလုံးကိုလူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းအထိခေါ်ဆောင်သွားခဲ့တယ်လို့သိရပါတယ်။မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနအနေနဲ့တရားမဝင်နေထိုင်သူတွေလူကုန်ကူးမှုလုပ်ကိုင်သူတွေနဲ့ဗီဇာလွဲသုံးစားပြုလုပ်နေတဲ့နိုင်ငံသားတွေကိုလုံးဝတိခံမှာမဟုတ်ပဲပြင်းပြင်းထန်ထန်အရေးယူသွားမှာဖြစ်တယ်လို့သူတို့ကိုအလုတ်ခန့်ထားတဲ့အလုပ်ရှင်တွေကိုလည်းထိရောက်စွာအရေးယူသွားမယ်လို့တင်းတင်းကြပ်ကြပ်သတိပေးထုတ်ပြန်ထားပါတယ်။သီရိလင်္ကာနိုင်ငံမှာတော့အယ်နီညိုရာသီဥတုပြောင်းလဲမှုဖြစ်စဉ်ကြောင့်လာမယ့်လအနည်းငယ်အတွင်းမှာအလွန်ပြင်းထန်တဲ့မိုးခေါင်ရေရှားမှုပြဿနာတွေကိုရင်ဆိုင်ကြုံတွေ့ရနိုင်ပြီးအဲဒီနောက်မှာတော့စက်တိုက်ဆိုသလိုအကြီးစားရေကြီးရေရှမ်းမှုတွေပါဖြစ်ပေါ်လာနိုင်တယ်လို့သီရိလင်္ကာအစိုးရပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးကဇူလိုင်လ23ရက်နေ့မှာနိုင်ငံသားတွေကိုအရေးပေါ်သတိပေးချက်ထုတ်ပြန်လိုက်ပါတယ်။အစိုးရအနေနဲ့မိုးခေါင်ရေရှားမှုကိုအကောင်းဆုံးရင်ဆိုင်ဖြေရှင်းနိုင်ဖို့အတွက်ဆယ်ရေနဲ့တောက်သုံးရေတွေကိုစနစ်တကျစီမံခန့်ခွဲနေပြီးပြည်သူတွေအနေနဲ့လည်းလာမယ့်2လအတွင်းမှာရေကိုအထူးချွေတာသုံးစွဲကြဖို့အလေးနဲ့တိုက်တွန်းထားပါတယ်။
အော်တိုဘာလကိုရောက်ရှိလို့အရှိမြောက်မုတ်တုံတွေဝင်ရောက်လာချိန်မှာတော့နိုင်ငံတော်ဝန်အကြီးအကျယ်ရေကြီးရေရှမ်းမှုတွေဖြစ်ပေါ်လာနိုင်တာကြောင့်လယ်သမားတွေအနေနဲ့မိမိတို့ရဲ့စပါးစိုက်ပျိုးရာသီကိုပုံမှန်အချိန်ထက်အနည်းဆုံး2 ပတ်လောက်စောပြီးတော့စတင်စိုက်ပျိုးကြဖို့အကြံပြုထားပါတယ်။ဒါအပြင်မိုးတဲထန်စွာရွာသွန်းလာရင်တောင်တန်းဒေသတွေမှာမြေပြိုမှုအန္တရာယ်တွေကြာရောက်နိုင်တယ်လို့လည်းသတိပေးထားပါသေးတယ်။အဆိုပါတောင်တန်းဒေသတွေဟာပြီးခဲ့တဲ့နိုဝင်ဘာလကဝင်ရောက်တိုက်ခတ်ခဲ့တဲ့ဆိုင်ကလုန်းမုန်တိုင်းကြောင့်အကြီးအကျယ်ထိခိုက်ပျက်စီးမှုတွေကြုံတွေ့ခဲ့ရတဲ့နေရာတွေဖြစ်ပြီးအဲ့ဒီမုန်တိုင်းကြောင့်တိရိလင်္ကာတနိုင်ငံလုံးနှိပါထိခိုက်ခဲ့ုံသာမကလူပေါင်း65ဦးနှိပါအသက်ဆုံးရှုံးခဲ့ရကအခြေခံအဆောက်အုံပျက်စီးမှုတွေကြောင့်အမေရိကန်ဒေါ်လာ4 ဘီလီယံကျော်လောက်ဆုံးရှုံးခဲ့ရတယ်လို့ကမ္ဘာ့ဘဏ်ကခန့်မှန်းတွက်ချက်ထားပါတယ်။ဥရောပတိုက်ကပြင်သစ်နဲ့စပိန်နိုင်ငံတွေမှာတော့တော်မီအကြီးအကျယ်လောင်ကျွမ်းမှုတွေဆက်တိုက်ဖြစ်ပေါ်နေတဲ့အတွက်လူပေါင်း3 သိန်းကျော်လောက်ဘေးလွတ်ရာကိုအရေးပေါ်ထွက်ပြေးတိမ်းရှောင်နေကြရသလိုဥရောပသမဂ္ဂကလည်းမီးငြိမ်းတပ်ရေးလေယာဉ်တွေကိုအရေးပေါ်ဆေလွတ်ကူညီပေးနေရတယ်လို့သတင်းတွေမှာဖော်ပြလာပါတယ်။ဇူလိုင်လ24ရက်နေ့အထိပြင်သစ်နဲ့စပိန်နိုင်ငံတွေမှာတော်မီလောင်ကျွမ်းမှုအခြေအနေတွေဟာပုံမဆိုးရွားလာနေပြီးဒေသခံ3 သိန်းကျော်ကိုအာဏာပိုင်တွေကဘေးလွတ်ရာကိုအမြန်ဆုံးရွှေ့ပြောင်းပေးထားရပါတယ်။အဲဒီတော်မီလောင်ကျွမ်းမှုကိုအမြန်ဆုံးထိန်းချုပ်နိုင်ဖို့အတွက်နိုင်ငံအစိုးရတွေကဥရောပသမဂ္ဂ EU ကိုအရေးပေါ်အကူအညီတောင်းခံခဲ့ရပြီး EU ဘက်ကလည်းစပိန်နိုင်ငံကိုရေဖြန်းမီးငြိမ်းသက်လေယာဉ်4 စီးနဲ့ပြင်သစ်နိုင်ငံကို3 စီးအသီးသီးဆေလွတ်ကူညီပေးထားပါတယ်။ပြင်သစ်နိုင်ငံရဲ့အနောက်တောင်ပိုင်းဒေသတွေမှာဆိုရင်တော်မီအန္တရာယ်ကြောင့်လူပေါင်း4000ကျော်ကိုအရေးပေါ်ဘေးလွတ်ရာရွှေ့ပြောင်းပေးခဲ့ရပြီးနေအိမ်50ကျော်လောက်မီးလောင်ပျက်စီးသွားခဲ့ရပါတယ်။မီးငြိမ်းသက်ရေးလုပ်ငန်းတွေဆောင်ရွက်နေတဲ့မီးတပ်သမား40လောက်လည်းထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့ဆိုထားပါတယ်။စပိန်နိုင်ငံမက်ဒရစ်ဒေသမှာလည်းတော်မီအခြေအနေဟာအလွန်ဆိုးရွားလာတာကြောင့်လူပေါင်း4000ကိုဘေးလွတ်ရာအမြန်ရွှေ့ပြောင်းကြဖို့ဒါမှမဟုတ်နေအိမ်တွေထဲမှာပဲလုံခြုံစွာနေထိုင်ကြဖို့အမိန့်ထုတ်ပြန်ထားရပါတယ်။ကျွမ်းကျင်သူပညာရှင်တွေကတော့လက်ရှိဥရောပတောင်ပိုင်းဒေသတွေမှာဖြစ်ပေါ်နေတဲ့စံချိန်တင်အပူလိုင်းဖြတ်တန်းမှုတွေပြင်းထန်တဲ့မိုးကောင်ရေရှားမှုပြဿနာတွေနဲ့ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုတွေကြောင့်အခုလိုတော်မီအန်ဒီဟာပုံမိုဆိုးရွားကြီးမားလာတာဖြစ်တယ်လို့သုံးသပ်ပြသထားပါတယ်။ဟုတ်ကဲ့အခုတင်ဆက်ပေးခဲ့တာကတော့ဒီကနေ့မနက်ခင်းသတင်းအစီအစဉ်ပဲဖြစ်ပါတယ်။အချိန်ပေးပြီးနားဆင်ကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်ကြီးကိုကျေးဇူးအထူးတင်ရှိပါတယ်။သတင်းမှန်ကန်မှုနဲ့ပြည်သူအသံတွေကိုဆက်လက်တင်ဆက်ပေးသွားမယ်ဆိုတဲ့အတည်ပေးစကားနဲ့အတူသတင်းတင်ဆက်မှုကိုဒီမှာပဲရန်နာပါရစေခင်ဗျာ။မိဘပြည်သူများကိုစိတ်နှပြချမ်းသာပြီးဘေးရန်အန္တရာယ်အပေါင်းကင်းရှင်းကြပါစေ။